အမေဖေကိုစော်ကားရဲတဲ့လူဟာဂုံပြုတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီးဘာသာရေးကိုစော်ကားရင်ဂုံပြုတ်ခံရတဲ့လူဖြစ်ပြီးအမေဖေကိုပြုစုလုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဘာသာရေးကိုလေးစားတဲ့ပုဂ္ဂိုလ်တွေကလူလုံလူညဖြစ်ကဲ့ရဲ့ခံမဲ့ဘဝမျိုးတဖြည်းဖြည်းလူလောကမှာရောက်ရှိလာလိမ့်မယ်အခုလည်းရောက်နေပြီလေတချို့ဟောညောက်ပင့်ပေးပြီးတော့လူတွေကတရဲဖြာရဲဖြစ်လာမှတကယ်ကိုဟီးရိုးဆိုပြီးတော့ဖြစ်လာတာဒါဒီဟာရဲ့ဒီဟိုရောင်ချီတန်းနေတဲ့အဓိပ္ပာယ်ကိုပြောပြတာနော်ရောင်ချီတန်းလာအဲ့ဒီကနေပြီးတဖြည်းဖြည်းပိုဆိုးလာဖို့ပဲရှိတယ်နောက်ဆုံးသွားလိမ့်မယ်လို့တော့မထင်နဲ့ဒါဖြင့်လောဘကစလိုက်တဲ့ပြဿနာတွေဟာဘယ်မှာအဆုံးသတ်တုံဆိုဒေါသမှာရောက်လာခုလောဘရှိရင်ဒေါသဖြစ်လာတယ်ဒေါသဖြစ်လာတဲ့အတွက်ကြောင့်ခုနအဲ့ဒီကြီးမားတဲ့ဒေါသဖြစ်လာတဲ့အခါကျတော့ဘာတွေဖြစ်တုံဆိုရင်တထန္တရာကတ်ဆိုတာလက်နဲ့တိုက်ကြခိုက်ကြတဲ့ခေတ်ကိုရောက်လာအဲ့တော့မြတ်စွာဘုရားကဟောထားတာတော့စနစ်တန်းရွယ်ရောက်လို့လူတွေဟာစိတ်ဖောက်ပြန်လာတဲ့အခါမှာတဲ့ဟောခုလည်းပဲဒုံးမြန်ကြီးတွေတကားကားနဲ့အနုယူလက်နဲ့ကြီးတွေတကားကားနဲ့ဘယ်လောက်ကြောက်စရာကောင်းတဲ့အနေထားရှိတော့အားလုံးဟာတကယ်ကိုစွန့်ထက်တဲ့လက်နဲ့ကြီးတွေလေစွန့်တဲ့စင်ကာပူလိုနိုင်ငံဆိုရင်10မိနစ်တွင်ပျောက်သွားနိုင်တဲ့အနေထားမျိုးပေါ့အဲ့လောက်ထိအောင်ပြင်းထန်တဲ့လက်နဲ့ကြီးတွေအခုခေတ်ချိန်မှာပေါ်နေတယ်လေအဲ့ဒါလို့လက်နဲ့ကြီးတွေပိုင်ဆိုင်ပြီးတော့နေတဲ့ခေတ်ကြီးရောက်လာပြီဆိုတာဘယ်လိုလုပ်ပြီးတော့အန္တရာယ်ကင်းတဲ့ခေတ်ဖြစ်တော့မှာတော့အဲ့ဒါလို့ဖြစ်လာပြီဆိုတဲ့အချိန်မှာဘုန်းကြီးတို့တွေမှာဒီရသော်ဘုရားကအကုန်အောင်ဟောလိုက်တာကတော့9ရက်ပဲကြာမယ်တဲ့လူလောကမှာစစ်ပွဲကြီးတစ်ခုဖြစ်လာရင်9ရက်ပဲကြာအဲ့တော့တတိယကမ္ဘာစစ်ပဲပြော9ရက်နဲ့ပြီးမှာပဲဒီစစ်ပွဲအကြာကြီးတိုင်နေမှာမဟုတ်ဘူးအဲ့တော့စဉ်းစားကြည့်မယ်ဆိုရင်ခုခေတ်အနုမြူစစ်ပွဲဟာဒါ9ရက်နဲ့ပြီးနိုင်တဲ့စစ်ပွဲပဲဒါနဲ့ခုတ်လို့ကတော့မပြီးဘူးနော်အနုမြူစစ်ပွဲဆိုလို့ရှိရင်တော့9ရက်နဲ့ပဲပြီးမှာဖြတ်ခနဲ့ဆိုအကုန်လုံးပျောက်သွားမှာပဲအဲ့ဒီထဲမှာအပုံးကောင်းလို့ကြံရတဲ့လူတွေလူရဲ့မျိုးနွယ်စုတွေဟာကံကောင်းထောက်မှပြီးတော့ကြံရတဲ့ပုဂ္ဂိုလ်တွေရှိလိမ့်မယ်အဲ့ဒီကြံရတဲ့ပုဂ္ဂိုလ်တွေကဘယ်ကစတင်ပြီးတော့လူလောကကြီးကိုပြုစုကြသလဲဆိုမေတ္တာတရားငါတို့ဟာလောဘကြီးပြီးတော့တူနဲ့တူတကြဖြာဖြာလှုပ်လာကြတာဒေါသတွေနဲ့ကဘာကြီးကပျက်စီးသွားပြီးလုံးဝလူသားမျိုးနွယ်တွေပျောက်ကွယ်သွားပြီးတဲ့အဆင့်ထိရောက်သွားပြီးတို့တွေဟာကြံရတဲ့လူတွေတော့ချစ်ချစ်ခင်ခင်နေချမ်းပါပဲဆိုပြီးတော့မေတ္တာတရားကိုစပွားအဲ့ဒီမေတ္တာတရားစပွားမှလောကကြီးကပြန်ပြီးစိုးပြေပြီးတော့လူသားတွေဟာတတန်းနေပြန်ရှည်လာမယ်ဆိုတာကိုရသော်ဗျာအဲ့ဒီသုတ်တံမှာဟောတယ်